ဒါလေးကတော့24ကို Samsung ဘိန်းလေးပါနော်လက်မ20လေးပါနော်လက်မ20ကိုနောက်ဆွဲ AC ပင်ညံလုံးလေးပါနော်ပင်ညံလုံးလေးဒါကဟို 8.7 ထည့်ပေးထားပါတယ်ဒါချာကျင်ကောင်းပါဘက်ထရီအရှင်ပါဖြုတ်တက်လို့ရပါတယ်ဒါမီးရတယ်quality ကောင်းတာ home ခလုတ်ကလည်းကျွန်တော် quality ကောင်းတာတွေထည့်ပေးထားတယ်နော်မီးဆိုရင်မှာကျွန်တော်တို့ပုံမှန်ရိုးမီးတွေဆိုရင်ကျွန်တော်နေကင်းဘက်မှာရှေ့မီးဖွင့်ထားတာမဖွင့်ထားဘူးဆိုတော့မသိရဒီခလုတ်လေးဆိုရင်ဒါမီးအပြလေးလင်းနေရင်ဒါရှေ့မီးဖွင့်ထားတာပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒါရှေ့မီးကွက်ကိုတတိထားမိတာပေါ့ပုံမှန်ရိုးခလုတ်တွေဆိုရင်ကျွန်တော်နေကင်းဘက်တွေမှာရှေ့မီးဖွင့်ထားတာမဖွင့်ထားဘူးဆိုတော့မသိရဒါအမှတ်တမဲ့ကိုစီးနေနေဆိုရင်မကြည့်မိလို့ဆိုရင်မသိဘူးဒါမျိုးခလုတ်တွေဆိုရင်ဆောကဒီ Samsung ဘိန်းလေးမှာတက်ထားတဲ့ခလုတ်လေးကြတော့ဟိုမှာဒါဆိုရင်ဒါရှေ့မီးပွင့်နေမီးလေးပါစင်ဟိုလေ24ကိုဟိုမိုင်းနဲ့လီပါရေးထည့်ပေးထားတယ်24ကိုလီပါလေးကမိုင်းနဲ့လီပါလေးနဲ့ပါအမလီပါလေးနဲ့ဒါကျိုးဝဲဝါတိုင်းဝဲတေချာတက်ရနဲ့ဒီပါချာကျိုးလေးပါထည့်ပေးထားတယ်နော်ဒါပါချာကျိုးဒါအကောင်းစားထည့်ပေးထားတယ်နော်ချင်းရဲ့ကော်ကျင်းအကောင်းထည့်ပေးထားတယ်စေးသားလေးကအဖြူရောင်ပလဲပေါက်လေးပါနော်ဘက်ထရီကဒီကောင်ကဘက်ထရီအဖြုတ်တက်အရှင်နဲ့ပါနော်ဒါပရိမီပါမယ်ရှင်းနောက်ပရိမီပါမယ်ဒါရှေ့ပဲညင်နောက်ပဲညင်ပရိမီပါမယ်နော်ရှင်းနောက်ပရိမီသေးနဲ့ဘက်ထရီက24ကို 8.7 နဲ့ပါဘက်ထရီအာမခံ6လပေးထားပါတယ်service 6လပေးထားပါတယ်ဘက်ထရီအာမခံ6လ service 6လပေါင်းတစ်နှစ်ပေးထားပါတယ်နော်ဒါလက်မ20လေးပါနော်ဘိန်းအဖြူရောင်လေးပါ